င်္ကာသားသမီးများတွေဟာအင်္ကာကြိုရဲ့စိုးမိုးမှုရဲ့အောက်မှာရှိတာကြောင့်ရဲရင်ချင်းပြတ်သားခြင်းနဲ့တက်ကြွတဲ့စစ်တီတော်စွမ်းအင်တို့ကိုပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်ရှင်။သူတို့ရဲ့ထူးခြားပြီးအားကျစရာကောင်းတဲ့လက်ဝက်စွမ်းရည်တွေခါကြတော့နံပါတ်1ကအကြအတက်ကာလအထဲမှာဦးဆောင်နိုင်တဲ့စွမ်းရည်တွေဖြစ်ပါတယ်ရှင်။အင်္ကာသားသမီးများတွေရဲ့ထူးခြားဆုံးလက်ဝက်စွမ်းရည်ကတော့အခြေအနေတွေရှုပ်ထွေးပွေလီနေပြီးအားလုံးခြေမကိုင်မီလက်မကိုင်မီဖြစ်နေတဲ့အချိန်မျိုးမှာတော့မှသွေးအေးအေးလေးနဲ့ထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အရေးပေါ်အခြေအနေတွေမှာဆုံးဖြတ်ချက်ကိုရဲရဲဝံ့ဝံ့နဲ့မှန်မှန်ကန်ကန်ချနိုင်တဲ့ပင်ကိုခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့သူတွေဖြစ်ကြပါတယ်ရှင်။တစ်နေ့မှာခါကြတော့ဘယ်တော့မှအရှုံးမပေးတဲ့ကိုခွန်ဆန်းအားတွေရှိကြတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာဘဝမှာဘလောက်ပဲလဲကျနေပါစေပြာပုံထဲကရုန်းကန်နိုင်တဲ့ဖိနစ်ငှက်လိုမျိုးအချိန်တိုအတွင်းမှာပိုမိုတမန်စွာနဲ့ပြန်လည်ထူမနိုင်စွမ်းရှိပါတယ်ရှင်။လောကရဲ့ရိုက်ခတ်မှုတံကိုကြံ့ခိုင်နိုင်တဲ့စိတ်ဓာတ်နဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုင်မှုဟာသူတို့ရဲ့လက်ဝက်တဲ့လက်နဲ့ဖြစ်ပါတယ်ရှင်။နံပါတ်3မှာခါကြတော့မမှန်မကန်လောက်ရက်တွေကိုအာယုံခံနိုင်စွမ်းရှိကြတယ်။အင်္ကာသားသမီးများတွေဟာမတရားမှုတို့ကိုလုံးဝမုံတီးပြီးတော့တစ္ဆာရှိမှုကိုတန်ဖိုးထားကြပါတယ်ရှင်။တစ်ဖက်လူကမိမိအပေါ်မယိုးသားတာကောက်ကျစ်တာဒါမှမဟုတ်ဟန်ဆောင်နေတာကိုပင်ကိုဗီဇစိတ်နဲ့ချင်းတိနိုင်တဲ့လက်ဝက်အာယုံမျိုးရှိပါတယ်။နံပါတ်4မှာခါကြတော့ပြစ်မှတ်ကိုထိမှန်အောင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိပါတယ်။သူတို့ဟာစိတ်ကူးရင်ယုံမဟုတ်ဘဲနဲ့လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာအယမ်းကိုမြန်ဆန်ထိရောက်ပါတယ်။ခုကိုလုံမယ်လို့စိတ်ပိုင်းဖြတ်ပြီးလို့ရှိရင်ဘေးပတ်ဝန်းကျင်ကဘာပဲပြောခရုမဆိုင်ပဲနဲ့မိမိရဲ့ပြည့်မက်စီကိုတစိုက်မက်မက်တိုးဝင်အောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိပါတယ်ရှင်။နံပါတ်5မှာခါကြတော့ချစ်ရသူတွေကိုစောင့်ရှောက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။သူတို့ဟာမိမိအတွက်ထဲမိမိချစ်ရတဲ့မိသားစုတငယ်ချင်းတွေနဲ့အားနည်းသူတွေရဲ့အတွက်ဆိုရင်အသက်နဲ့လဲပြီးတော့ကာကွယ်ပေးဝန်းတဲ့လက်ဝက်စွမ်းရည်မေတ္တာစွမ်းအားရှိပါတယ်။သူတို့ဘေးနားမှာရှိနေရင်ဘယ်သူမဆိုလုံခြုံမှုကိုခံစားရလေရှိပါတယ်ရှင်။အကြံပြုချင်တာကကြတော့အင်္ကာသားသမီးများတွေဟာဒေါသကြီးတတ်တာစိတ်တူလွယ်တာနဲ့စကားကိုတောက်ပြက်သားပြောတတ်တာကြောင့်ရန်လိုတလို့ဖြစ်သွားတတ်ပါတယ်။မိမိရဲ့ပြင်းပြတဲ့စိတ်စွမ်းအင်တွေကိုစိတ်ရှည်သီးခံခြင်းနှုတ်ညံခြင်းတို့နဲ့ထိန်းချုပ်ကြောင်းနိုင်ရင်ဘယ်လိုခရီးမျိုးမဆိုထိတ်ဆုံးကိုအောင်မြင်စွာရောက်ရှိနိုင်ပါတယ်ရှင်။အကယ်လို့ကိုကတက်တာဘဝမှာပေါ့နော်အသေးစိတ်အကြောင်းတွေသိချင်နေဆိုရင်တော့ Messenger မှာအသေးစိတ်ဆက်သွယ်မြင်မြန်လာလို့ရပါတယ်။ဘိုကင်တွေကြိုတင်ပြီးတော့ယူထားလို့ရပါတယ်ရှင်။